တောင်ကုန်းမြို့မှာအာရခတက်တော် AA ကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအပါအဝင်နေအိမ်30ကျော်ကိုရှိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့သိရပါတယ်။ AA ကတောင်ကုန်းမြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးစီးပွားရေးလုပ်ကိုင်နေသူတွေစစ်ကောင်စီတစ္ဆာတော်ခံတွေရဲ့နေအိမ်တွေကိုရှိတ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထဲမှာဦးကျောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့တောင်ကုန်းမြို့ခံသတင်းရင်းမြစ်တွေကနရိစရာသတင်းဌာနကိုပြောပါတယ်။ရှိတ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေအထဲမှာတောင်ကုန်းမြို့တိုက်ပွဲကာလအတွင်းစစ်ကောင်စီကပေးအပ်ခဲ့တဲ့ရာထူးတွေကိုဆက်လက်ယူပြီးတော့မြို့ကနေပြောင်းရွှေ့သွားတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့နေအိမ်တွေလည်းပါဝင်နေပါတယ်။ AA ဟာရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့ပေါ်ကစစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ကိုင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေရဲ့နေအိမ်တချို့နဲ့အစိုးရရုံးတွေကိုလည်းရှိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။